ယနေ့ခေတ်မှာမိဘတွေအများစုကကလေးတွေကိုဖုန်းတွေပေးသုံးကြပါတယ်။တာမန်ရိုးရိုးရှင်းရှင်းကိစ္စလေးလို့ထင်ရပေမဲ့တကယ်တမ်းမှာအနေနဲ့အရန်ကြီးပါတယ်။ကလေးဆိုတာသဘာဝသဘောတရားအရာစော်ကစားရင်းနဲ့သာဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ကြတာဖြစ်ပါတယ်။ဖုန်းသုံးနေတဲ့ကလေးတစ်ယောက်ကအပြင်မှာစော်ကစားခြင်းစိတ်မရှိတော့ပါဘူး။ငယ်ရွယ်စဉ်တည်းကကလေးချင်းမကစားတဲ့အတွက်ကြောင့်မလို့ကြီးလာလို့ရှိရင်လူမှုဆက်ဆံရေးတွေပါညံ့ဖျင်းလာနိုင်ပါတယ်။ခန္ဓာကိုယ်လှုပ်ရှားမှုတွေနည်းလာတဲ့အတွက်ကြောင့်မလို့ကလေးကအသက်ကြီးလေချူကြလေဖြစ်လာမှာပါ။ဖုန်းတစ်လုံးကိုသာကလေးတစ်ယောက်ရဲ့လက်ထဲကိုထည့်ပေးလိုက်လို့ရှိရင်သူဟာအေးရေးတွေပြက်အောင်ရုံကြောတွေအားနည်းလာပြီးတော့နောက်ဆုံးမှရိုးသားမှုတွေပါပျောက်ဆုံးလာမှာဖြစ်ပါတယ်။ Social media ဆိုတာအားလုံးသိကြတဲ့အတိုင်းပဲဘဝအတွေ့အကြုံရှိတဲ့လူကြီးတွေလည်းအလိမ်ခံနေရတာမို့လို့ကလေးဆိုရင်ပိုတော့ဆိုးနိုင်ပါတယ်။ line ပေါ်မှာတွေ့တဲ့အရာတွေအားလုံးကိုအတုမြင်သက်သေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြူစင်တဲ့ကလေးတွေကအယောင်ဆိုးလဲမြန်သွားမှာပါ။တကယ်တော့ကလေးဆိုတာပထမဆုံးအနေနဲ့ကိုထိန်းချုပ်နိုင်တဲ့အရေးချင်းတစ်ခုကိုသင်ယူရမှာဖြစ်ပါတယ်။ပြင်ပလောကမှာလည်းမိသားစုတငယ်ချင်းတွေနဲ့နှွေးထွေးစွာကြီးပြင်းခွင့်ကိုပေးရမှာပဲဖြစ်ပါတယ်။ဖုန်းတွေရဲ့အဝေးမှာထားပြီးတော့ပြင်ပလောကဘူးသူသားအတွေ့အကြုံတွေကိုဘဝရဲ့သက်ဆင်ခြင်းသိစေတာကပိုပြီးတော့ကောင်းပါတယ်။အချိန်ကာလဆိုတာတိုတောင်းပါတယ်။နောက်တစ်ချိန်မှာကလေးဘဝကိုပြန်လည်သွားချင်တယ်ဆိုလို့ရှိရင်လည်းမရနိုင်တော့ပါဘူး။အသက်ကြီးလာလို့ကလေးဘဝရဲ့အမတ်တရားတွေကိုပြန်လည်တွေးတဲ့အခါမှာဖုန်းမဲကန်ခဲ့တယ်ဆိုတဲ့သမိုင်းပဲရှိတယ်ဆိုလို့ရှိရင်သူ့ဘဝကအဓိပ္ပာယ်မဲ့တယ်လို့ခံစားခဲ့ရမှာပါ။ဖုန်းဆိုတာအနာဂတ်ရဲ့တကားဝမဟုတ်ပါဘူး။အနေရဲ့တကားဝပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သင်ကလေးကိုဖုန်းပေးကန်သင်မကန်သင်ဆိုတာကိုတော့ကိုယ်တိုင်ပဲဆုံးဖြတ်ကြဖို့အကြံပေးချင်ပါတယ်။